မင်္ဂလာပါကျွန်တော်ဘလော့လေးမှာကြိုဆိုပါတယ်ဒီနေ့တော့တောင်ကလာဒေတာလမ်းဆောင်က free fruit ရောင်းတဲ့ဓမ္မရိုးရာအစားအစာဘိမုတ်လေးသွားစားပါမယ်ဗျအန်ဒီတယောက်ရောင်းတဲ့ဓမ္မရိုးရာဘိမုတ်ဆိုင်လေးပါကျဲဥဘိမုတ်ထညက်ဘိမုတ်ရိုးဘိမုတ်သုံးမျိုးရပါတယ်ကျဲဥဘိမုတ်ကကျဲဥရဲ့ထောပတ်စီပါတယ်ဆိုတော့စိတ်ပြီးစားကောင်းပါတယ်ထညက်ဘိမုတ်ကမြေပဲနှမ်းုံသီးလေးတွေနဲ့ပါဝင်ပြီးထောပတ်စီကျန်တဲ့နေကြောင့်ရတာထူပါတယ်မြေပဲအစိတ်အရသာနှမ်းနဲ့ထောပတ်စီအရသာကြောင့်ရတာကတော့ရှယ်နေပါပြီရိုးဘိမုတ်ကပဲပြုတ်နှမ်းကျက်သွမိတ်ပါဝင်ပြီးကျက်သွမိတ်ကျန်တဲ့လေးရတာရဲ့ထောပတ်စီကြောင့်သတင်းတွေးစီတာအများကောင်းစီပါတယ်အများအဖြစ်တညက်ဘိမုတ်ကပူစားကြပါတယ်ကျွန်တော်သွားစားဖို့မာနေတုံးရှေ့မှာအော်ဒါကအခု90ရှိနေတာကြောင့်မိနစ်အနည်းငယ်စောင့်နေရပါတယ်ဗျဘိမုတ်ကရေဦးလေးကရောင်းဝချပြီးတာနဲ့ဘယ်ထဲမှာကြာရှိမနေပဲတကယ်ရောင်းရပါတယ်ရောင်းရတယ်ဆိုတာလဲရတာရှိပြီးကောင်းလို့ပါတစ်ခုကို900ပါကျုပ်ဘိမုတ်က1200ပါဖုံးဆက်ပြီးလို့လဲကျူမာထားလို့ရပါတယ်ညနေ4 နာရီလောက်ကနေစရပါတယ်လေးစားရင်ရတာထူးသလိုပြီးသွားရင်လည်းထောပတ်စီကြောင့်ရတာပေါ်သွားတာမရှိပါဘူးစားကြည့်ပါရတာရှိတာတကယ်ကောင်းတာပါဒီမှာထောပတ်ပေးမို့ဟောစားကြပါဦးရတာရှိတယ်မလေးတော့ညာလေးမွေးနေတာအများကြီးပါဒါပိုင်းလေးဘုမကပလေးအားရတယ်ရတာလေးရတယ်ဘုမကောင်းပါလေဒီသက်ကြီးကြိုက်မယ်လို့ပြောလဲမှာအားကြပါဦးဘယ်ပဲဒီဘယ်လိုလဲလဲပြရတယ်နှိမ့်နေရအခုမအေးကားရတာတော့ဘာဒီနေ့မှပျော်နေတဲ့အတိုင်းပဲစားပါကျွန်တော် vlog လေးကိုကြည့်ပြီးအားရ subscribe လုပ်ကြပါဦးအားလုံးကိုကျေးဇူးပါ